စားနိုင်တော့ကပိုင်မောင်မေဆုံးသောညမမေးရခန္ဓာလေးကိုမြင်ရင်အိပ်ပျော်နေရင်အိပ်ဆက်နေရလက်ဖဝါလေးပေါ်နေရင်တက်ရှူတဲ့နေမချရလို့ပါမောင်နှောင်းမပြန်မေးရင်အောက်ဆီဂျင်တွေလုံးတော့လို့လာချီမောင်ရဲ့ရေခင်တယောက်တည်းပဲတိုက်နေရတဲ့တိုက်ပွဲမှာမပြင်းတဲ့နဲ့တီချာရဲ့ကဆူရဲ့ဆိုင်လို့စိတ်ရဲ့ရတခန်းကလန့်ခဲ့တဲ့ခြေလမ်းတွေမှာစူးညောင်းကလုတ်တွေတာအပြစ်အရာရာမှာခက်ခဲပြီးခွန်အားတွေပေးရမျိုးရှာမတွေ့အေးချိန်တွေနောက်ကျခဲ့ပြီလားအတူတူရှောက်ရတဲ့ဒီပန်းငင်းလေးရပျောက်ရှောက်ခဲ့ပြီလားတကယ်မင်းရဲ့တန်နေကြားခြင်းရဲ့အချစ်ပြန်ပြောပေးပါနှက်ခတ်တရရကြီးဖို့တယောက်ရုပ်လို့လုံးလုံးပေးပါမင်းမရှိလို့အဆင်မပြေတဲ့မောင်ရင်များချော့ကဲအဲ့ကိစ္စကြီးကိုပြေးကြဖို့အတွက်မင်းရဲ့ပြီးမဆုံးနေရဲ့အေးဘာမှမရှိတော့ဘူးရှင်တန်နေရတဲ့တိတ်ကိုဘာမှမသိတော့နောင်ကျိုးများရဲ့တိုင်းတန်မင်းရှိတဲ့ရဲ့တဲ့ပတ်မှာမျောလင်းနေသူပါမြေဝမြမမို့ပြိုနေရာချေမင်းနောက်မောင်ရောက်ပြေးခဲ့မှာတခါလေးစဉ်းစားမိရဲ့မျိုးခုတ်တက်ပြီးတော့မှတိတ်ထားမယ်ဒီတွေ့ရညဉ့်ညမ်းလို့စိတ်ယူမပေါက်ခင်ထိန်ရတယ်အနိစ္စပဲလို့ပြောတဲ့လူတွေကိုမောင်ပြန်ပေးရမယ်ဘာလို့အချိန်မတန်ခင်တွေ့ပြေးသွားတယ်ဒီလိုဆိုရင်မောင်မချင်းရှိတော့မောင်ကြောက်တာမတော်တဲ့နောက်လိုက်နိုင်မှုမမီတော့မောင်ကြောက်တာမောင်ကမပြိုးခဲ့တဲ့ပန်းလေးကိုတစ်စိမ့်လေးကြည့်နေရင်ချိုးတစ်ချောင်းနဲ့မြင်ချင်ရင်မတော့မညံ့နေခင်အေးအသက်ရှူရကြက်လို့အရာရာတိတ်ဆိတ်သွားတဲ့အခါမင်းရဲ့နောက်မောင်လာခဲ့မှာရခဲ့တဲ့မြတ်တန်ရာရဲ့အာလုံးမင်းနဲ့တွေ့မှာပဲအဆင်ပြေသွားတော့မှာနှောင်ကြိုးရဲ့အာလုံးဖြစ်တော့ဘူးမလွယ်ပဲဖျားဆိုရပမာတဲ့လူရုံကဲပဲမဝေခဲ့တဲ့ကုသိုလ်ရဲ့ပမာပြန်ရောင်းရမယ်ကံကြမ္မာနဲ့ဆောင်းများနဲ့မောင်ဟောစက်အောင်မှာမောင်ပြာရင်မိုင်းနေဝင်နေပြီးချေမင်းနာရှိဖို့အတွက်မှလာပြီးဒီဘဝလေးချေအပြောင်းလေးတစ်ပွင့်နဲ့မောင်